အသေးကိုရင်ပြောက်တယ်ဆိုတဲ့စီသတိရရင်မျက်ရည်မလဲတဲ့စီအဲ့တော့သတိရရင်မျက်ရည်လဲတယ်ဆိုတော့ဆိုကြဲကွာစိတ်ထဲမှာဝမ်းနေသွားလို့ပေါ့အဲ့တော့တယောက်ယောက်ကိုသတိရလို့မျက်ရည်လဲတယ်ဆိုရင်အဲ့ဒီသတိမျက်ရည်လဲစီတတ်တဲ့သူကိုသတိမရပဲနဲ့မျက်ရည်မလဲမဲ့သူကိုသတိရနောက်တနည်းရတော့လည်းပဲသတိရတယ်ဆိုတာကသူကိုယ်ပေါ်ရက်ဆက်လိုက်တာလုံးရက်လိုက်တာနဲ့ဒီလိုတွေးနေလို့မျက်ရည်လဲတာလေအဲ့လိုမတွေးဘဲနဲ့ကိုယ်သက်ခွဲသွားတဲ့သူပေါ်မှာကိုယ်ကောင်းခဲ့တာလေးတွေပြန်စဉ်းစားပေါ့တချို့ကရှိသေးတယ်လေတယောက်နဲ့တယောက်အဆင်ပြေဖြစ်လို့ကိုယ်သွားကြပြီဆိုရင်သူ့ပေါ်ထားခဲ့တဲ့စီဒနာတွေအလကားပဲသူ့ကိုငါကတော့ဖြင့်ဘာတွေဖြည့်ဆည်းပေးလိုက်ရတာဘာတွေပေးလိုက်ရတာနဲ့ဆိုပြီးတော့သူ့ပေါ်မှာအဆင်ပြေတော့ကမေတ္တာနဲ့ကုညီခဲ့တဲ့ဟာတွေကိုတော့မှပြန်ပြီးတော့နောင်တရတယ်ဒါဆိုရင်ကိုကုညီခဲ့တုန်းကမေတ္တာစစ်စစ်နဲ့ကုညီခဲ့တာမဟုတ်ဘူးဆိုတဲ့အထိပ္ပယ်အလိုလိုသက်ရောက်သွားတယ်တခါတယောက်ကလည်းတခါလေးတယောက်ကလည်းပြောဘူးလို့လေသူအဆင်မပြေလို့သူချစ်သူကသူ့ပေါ်မှာသစ္စာမဲ့သွားလို့သူကတော့ဘလောက်တောင်ပေးဆက်လိုက်ရတာဘလောက်တောင်ကူညီလိုက်ရတာသူ့ရဲ့ပညာရေးတွေဘလောက်တောင်ထောက်ပံ့ပေးလိုက်ရတာနဲ့ပြောတယ်အဲ့တော့ဒါဆိုရင်မေတ္တာနဲ့ထောက်ပံ့ခဲ့တာမဟုတ်လို့ဒီလိုနောင်တရနေတာပေါ့တကယ်သာမေတ္တာစစ်စစ်နဲ့ကိုချစ်သူကောင်းစီခြင်းနဲ့မေတ္တာတန်တန်လေးနဲ့သာကူညီခဲ့တယ်ဖြည့်ဆည်းခဲ့တယ်ပေးဆက်ခဲ့တယ်ဆိုရင်အစင်မပြေတဲ့တနေ့လမ်းခွဲတဲ့တနေ့ကိုယ့်ကိုအသေးခွဲသွားတဲ့တနေ့ဘာမှဝမ်းနည်းစရာအကြောင်းမရှိဘူးဟိုအသေးခွဲခံလို့ဝမ်းနေတာကတပိုင်းတကနာကိုကူညီခဲ့တဲ့ကိစ္စရက်တွေနဲ့ပတ်သက်လို့ဘာမှနောင်တရစရာအကြောင်းမရှိဘူးအဲ့တော့သတိရရင်မျက်ရည်မလဲတဲ့ဆေးကတော့ကိုသတိရတဲ့သူအပေါ်မှာကိုကူညီပေးခဲ့တာတွေမေတ္တာနဲ့ဆောင်းချောက်ခဲ့တယ်ဒါတွေပဲပြန်သတိရပါဒါလောက်ကူညီခဲ့တဲ့တန်းနဲ့ဒါလောက်ဖြည့်ဆည်းပေးခဲ့တဲ့တန်းနဲ့ဒါလောက်ပေးဆက်ခဲ့တဲ့တန်းနဲ့ရက်ဆက်လိုက်တယ်လို့တွေးလိုက်တဲ့အခါကျတော့အတွေးမှားသွားတာပေါ့သတိရနီးမှားသွားတာနော်အဲ့တော့သတိရပုံသတိရနီးမှားရင်တော့သတိရရင်မျက်ရည်လဲမှာပဲသတိရရင်မျက်ရည်မလဲတဲ့ဆေးလူချင်းတော့ဘယ်သူကိုပဲသတိရမေတ္တာလေးနဲ့ကူညီခဲ့တာသတိရပါ